Hello အားလုံးပဲမင်္ဂလာပါအခုကတော့အိမ်မှာပါအပြင်သွားမယ်လို့စဉ်းစားတာပေါ့နော်ဒီနေ့ကျောင်းအောင်လည်းပြီးသွားပြီ semester အကုန်လုံးပြီးသွားပြီနောက်ပြီးတော့အလုပ်လည်းဒီနေ့မရှိဘူးဆိုတော့ပြန်ထွက်မယ်လို့စဉ်းစားရတယ်ဒါပေမဲ့အပြင်မထွက်ခင် Christmas နားလည်းနေပြီနောက်ပြီးတော့ဗီဒီယိုလည်းမရိုက်တာကြာပြီဆိုတော့အဲ့လို Christmas wish list ဗီဒီယိုလေးလုပ်မလားလို့စဉ်းစားပါပေါ့နော်လူတိုင်းမှာအဲ့လို Christmas wish list လေးရှိမယ်ထင်တယ်ပေါ့နော်အခုချိန်မှာပြီးတော့စိတ်ကလည်းချရဲပြီးတော့ဝယ်ရှင်တာရောဝယ်ထားတာရောရှိမယ်ပေါ့နော်အဲ့လိုကိုယ်တိုင်လည်းဒီလိုပဲအဲ့လိုဝယ်ထားရလည်းရှိရဲ unboxing မလုပ်ရသေးရရဲပြီးတော့လိုချင်တာလေးလည်းရှိရဲအဲ့တော့ Christmas wish list ကိုချရေးထားရပေါ့နော်ဒီစာအုပ်လေးတွေမှာချရေးထားတာဒါကကြတော့2026မှာကိုယ့်ရဲ့ to do list တို့ဘာလို့ရေးဖို့အတွက်ဒါဝယ်ထားတဲ့စာအုပ်ပေါ့နော်အဲ့စာအုပ်ထဲမှာ notes ထဲမှာဒီမှာဆိုရင်ကြည့်လို့ရတယ်ဒါဆိုလို့ရှိရင်ဒီChristmas တော့လိုချင်တဲ့ wish list လေးပေါ့နော်အများကြီးရှိရဘယ်နှခုရှိလဲဆိုတော့18ခုရှိတယ်အဲ့လိုမျိုးရေးထားရပေါ့နော်အဲ့ထဲမှာကိုပိုင်ဝယ်ထားပြီးလဲဆိုတာကိုပြပေးပါမယ်ဒီနေ့ဗီဒီယိုမှာလာတာဒါ Oh my god ပုံးလိုက်ကြည့်ပေါ့နော်အဓိကတော့ဒီတစ်ခါဝယ်လဲ skin care တွေများရပေါ့နော် cosmetic makeup တွေဆိုတာထက် skin care ပိုများရယ်အဲ့တော့ skin care နဲ့နောက်ပြီးခေါင်းလျှော်ရေးပါညာပေါ့နော်ဒီ2026ကနေစပြီးတော့နည်းနည်းကိုပြန်ပြီးတော့ give ဆိုင်မယ်လို့စဉ်းစားထားတယ်ပေါ့နော်အရင်တော့လည်း give ဆိုင်ပါတယ်ဒါပေမဲ့ဘယ်လိုပြောမလဲစားစရာအိတ်ချိန်တွေကလုံးဝမမှန်တော့တာရယ်ပြီးတော့လူကလည်းနည်းနည်းအဲ့လိုတိတ်ပြီးတော့ခဏကွာစိတ်ကရှိပြီးမှခဏကွာမလိုက်နိုင်ဘူးလို့ကိုယ်ခံစားရကွာဒီနှစ်ပိုင်းနေမှာပေါ့နော်ကြိုးရဆိုအရင်လှုပ်ချင်တယ်ဒါပေမဲ့ကိုမလုံနိုင်တာရပါပေါ့နော်အဲ့တော့စိတ်ရောကိုယ်ရောနောက်ပြီးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့နောက်ပြီး skin care နဲ့ပတ်သက်ပြီးတော့နည်းနည်းပို့ပြီးတော့အားစိုက်ထုတ်မယ်လို့စဉ်းစားရတဲ့အတွက်ကြောင့် skin care ပုံမှာထားပါတယ်အဲ့ထဲမှာကောင်းတဲ့ skin care ဆိုလို့ရှိရင်လည်း share ပေးမယ်အဲ့တော့သိချင်တယ်ဆိုလို့ရှိရင်ဒီ video အဆုံးထိကြည့်ပေးပါနော်ပထမဆုံးပြောမှာကြတော့ sunscreen လုံးဝအရင်ကောင်းတယ်ဒီ sunscreen ကို300ဆိုလို့ရှိရင်ဒီဟာက Korea brand ပေါ့နော်XM3 လို့ခေါ်မယ်ထင်တယ်ဟုတ်တယ်ဒီကောင်ကဒါကနှစ်ဘူးတွဲသူ့နှစ်ဘူးတွဲကဒီလိုမျိုးလေးလာတာပေါ့နော်သူကနှစ်ခုလာတယ်အဲ့နှစ်ခုလာတာကိုဒီမှာဆိုလို့ရှိရင်အဲ့လိုကိုရီးယားကျောင်းလို့ပေါင်းမှာတော့ဝင်ရတယ်ဒါပေမဲ့ဒီတစ်ခေါက်ကကြတော့ခါကြရင်အဲ့မှာတော့ဝယ်လဲပစ္စည်းကပြတ်နေတော့ Olivian website ကနေပြီးတော့ Olivian global website ရှိရအဲ့ကနေပြီးတော့တန်းပြီးတော့မှားလိုက်တာပေါ့နော်အဲ့လောက်မကြာဘူးဘယ်လောက်ကြာလဲတစ်ပတ်လောက်ပဲကြာမယ်ထင်တယ်သူရောက်လာတယ်အဲ့ဒါကိုဒီတစ်နှစ်စာပေါ့တစ်နှစ်စာဆို4ခုလောက်ဆိုလောက်မယ်ထင်ပါတယ်အဲ့တော့တယောက်ထက်လိုက်တာဆိုတော့ဒီကောင်ကိုတစ်နှစ်စာဆိုပြီးတော့မှာလိုက်တယ် save ချရလဲပါတယ်ပေါ့နော်ပြီးတော့ဒီ brand လေးနောက်တစ်ခုကဒီ brand ပေါ့နော်ဒီ brand က toner cleansing pad ပေါ့နော်သူ toner လည်းပါတယ် cleansing pad ပေါ့အဲ့လိုပုံစံမျိုးလေးဒါရယ်ပြီးတော့ဒီက max ဒီ brand ကိုပဲအရှိမဒီလို water max လားမသိသုံးဘူးလေအရန်ကောင်းတယ်အဲ့တော့ဒီကောင်ကကျတော့ gel mask ကမသုံးဘူးလို့ဒါကတော့ရှာရှိမှလိုက်တာပေါ့နော်မှန်ဆိုရင် water mask ကကိုသုံးနေကြကိုရဲ့ skin နဲ့ကြိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးနဲ့ရှာရှိကွာအဲ့လိုနည်းနည်းကောင်းတယ်ဆိုရှင်ချပြောင်းသုံးကြည့်ရှင်နေပြည့်ရှ breakout တွေဖြစ်ခေါ်အဲ့လိုမျိုးဆိုဒါပေမဲ့ဒီ brand လေးကတော့မဆိုးပါဘူးအရင်ကိုနဲ့အရင် sensitive မဖြစ်ဘူးเนาะကိုယ့်ရဲ့သားရဲ့ sensitive ကိုမှတော်တော် sensitive တဲ့ skin ပေါ့เนาะအဲ့လိုမျိုးအသားအရေးပြပါတယ်ကွာအဲ့လိုမျိုးကိုမှဒီဟာလို့ hydration base can skin care နဲ့ solution တဲ့ဒီဟာလေးလည်းဝယ်ထားတယ်အဲ့ဟာတွေဝယ်တဲ့အတွက်ကြောင့်မလို့သူကဘယ်လိုပြောမလဲလက်ဆောင်ပေးတာပေါ့နော်ဒီ promotion ကလာမှာဒါကတော့ gift box ပေါ့နော်အဲ့လိုပုံစံမျိုးထဲမှာပစ္စည်းကအများကြီးပဲပါတယ်18မျိုးလောက်ပါတယ် look at that wow အများကြီးပဲဒါဆိုလို့ရှိရင်ဒါ recovery max ဒါသူတို့စမ်းသုံးဖို့ပေါ့နော်အဲ့လို trial site လေးအဲ့ဒါရေးပြီးတော့ဒါခုနဟာဟိုမှာcleanser ဒါ cleanserပြီးတော့ဒါပါလေဒါ body lotion wow body lotion ပြီးတော့အများကြီးပဲဒါ max ခုနဟာလိုမျိုးပဲခုနက recoveryဘာသူ့ရဲ့ brand နာမည်တော့မဖတ်တာတော့ခါမှလည်းမကြားဘူးဒါပေမဲ့ Korea brand ပေါ့နော်ပြီးတော့ဒီကောင်က hand body lotion
တခုန brand တွေတော်တော်များတယ်သူကဒါ cleanser wow ဘလို mask ဘုံက clear mask ခါမြင်ဘူးတဲ့ maybe ကိုပဲတုံးလာလားတော့မသိဘူးအဲ့မျိုးတစ်ခါမတုံးဘူးမနော်များတော့ဖြစ် cotton mask လို့ဟာမျိုးလေးလို့အဖြူတွေများရဲ့ကိုတုံးတာဆိုရင်သူအပေါ်မှာအဲ့လိုမျိုးလေးပါတယ်ဒီလိုထုတ်ကလေးနဲ့ဒီလို mask လေးနဲ့ဒီတော့ဒါက cleansing oil ဒါလေးတော့ကောင်းတယ်ဒါလေးကိုဟိုတုံးမှုလဲfacial cleanser တုံးမှုဒါလေးတော်တော်ကောင်းတယ်ဒီ brand ပေါ့နော်သူတို့ဘာခေါ်လဲ import လားအဲ့လို comment တွေ Korea brand နဲ့ဒီတော့ဒါပါလဲမသိဒါလေးရ wow အများကြီးပဲ wow တာဒါ oh okay ဒီရောက်ပဲဒါနဲ့တွေ့တော့မှာနော်ဒါပါပဲအဲ့ဒါရဲ့ပြီးရခါကျတော့ပြီးတော့ရေမွှေးပေါ့နော်ရေမွှေးလည်းမှာလိုက်တယ်ပြီးတော့ဒီရေမွှေးကသူတို့ website မှာတော့အဲ Macy website ကနေလုထားတာဒါကကြတော့ Macy website ကနေလုထားအဲ့ရေမွှေးလည်းကောင်းတယ်လို့သူတို့ပြောရပါတော့ review အမှန်တော့ရှင်းပြောရှင်အဲ့လိုကိုအနက်မသိပဲနေတော့လေ website ကနေဆွတ်ရွတ်ပြီးမှားတာကောင်းတယ်သိလားဒါပေမဲ့ဒီကောင်ကကျတော့ကိုမှားလိုက်တယ်ဒါပေမဲ့သူတို့က review တွေမှာတော့အကောင်လုံးကြိုက်ကြရကွာဒါပေမဲ့ကိုနဲ့ကျတော့ကိုကအဲ့လောက်မကြိုက်ဘူးအဲ့လောက်တော့မကြိုက်ဘူးဒါပေမဲ့မှားလိုက်ပြီဆိုတော့မတတ်နိုင်ဘူးနော်အဲ့လေးမဆိုးတော့မဆိုးပါဘူးဒါပေမဲ့ तू ကအဲ့လိုဘယ်လိုပြောမလဲအဲ့လိုထားလာအဲ့လို casual ဆိုလို့ကောင်းတယ်ပေါ့အရင်နဲ့အပြင်းနေတယ်မှာပေါ့ကိုရိုင်းကကျတော့အဲ့လိုနည်းနည်းဟိုလိုပန်းနဲ့ဟိုမှာအရင်ပန်းနဲ့စူးတဲ့အနက်မျိုးလည်းမဟုတ်ပန်းနဲ့မှုအီလေးပေါ့နော်အဲ့မျိုးကြိုက်တာဆိုဒီကောင်ကျအဲ့လိုအီလေးမဟုတ်ဘူးသူကနည်းနည်းလေး strong ဖြစ်တယ်သူကိုထင်ပေါ့နော်ကိုထင်သူများတော်တော်အဲ့လောက်ကြီး strong မဖြစ်ဘူးကိုကကျအဲ့လိုနည်းနည်းပြော့တယ်ဟို YSL က what is that ရှိပါသေးတယ် YSL ကMont Paris အဲ့ဒါတော့လုံးဝ favorite အဲ့ဒါကိုအရင်ကြိုက်တာကွာအဲ့ဒါကိုကြိုက်တာဆိုတော့အဲ့ဒါကိုသုံးထားပြီးတော့ဒီကောင်သုံးတဲ့ခါကျတော့နည်းနည်းလေးဒီကောင်က strong ဖြစ်တယ်လို့ခံစားရတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါလေးလည်းမဆိုးပါဘူးအဲ့လိုနည်းနည်း casual အနေနဲ့အဲ့လိုပေါ့နော်အဲ့လိုထားလာအနေနဲ့သုံးမယ်ဆိုတော့လည်းသုံးပြောပါတယ်ဒီဈေးကလည်းတန်တယ်ပေါ့နော်ဈေးချတဲ့အချိန်မှာဆိုတော့ဈေးကတော်တော်လေးတန်တယ်ဒီကောင်ကိုရလိုက်တာပြီးတော့ဒီကောင်ဒါကကြတော့ဒီ clinic ရဲ့ moisturizer ကိုနဲ့အရန်တဲ့အရန်လည်းကောင်းတယ်ပေါ့နော်တဲလို့ပေါ့နော်တဲတယ်လို့တော့ကောင်းတယ်ဟို jelly နဲ့မရဘူး jelly နဲ့ဆိုရင် breakout တွေဖြစ်လာပြီးတော့ဒီကောင်က gel type နဲ့မှရတယ်ဒီ gel type ကိုခုနှစ်ဘူးဝယ်လိုက်တယ်ပေါ့နော်နှစ်ဘူးကိုဈေးတက်နဲ့30%လား30%ဟုတ်တယ်30%ချတယ်ပေါ့နော်အဲ့ဒါဝယ်လိုက်ပါတယ်ပြီးတော့ဒီကောင်က avocado mask ဒီကောင်ကကျတော့အခါမှတော့မသုံးဘူးဒါဒီ first time သုံးမှာပေါ့နော်ဒါပေမဲ့review တွေကြည့်ရတော့တော်တော်လေးကောင်းတယ်နောက်ပြီးတော့ဒီ brand ကလည်းအရင်တော့တစ်ခေါက်သုံးမှုလဲဘာလဲထိုနာလားမသိဘူးထိုနာတစ်ခေါက်သုံးမှုလဲထိုနာတော်တော်လေးကောင်းတယ်ဆိုတော့ဒီကောင်ကိုလည်းထပ်ပြီးတော့သုံးကြည့်မယ်ပေါ့နော်ဒီက first time ဆိုပေမဲ့အဆင်ပြေမဲ့ထင်ပါတယ်အလောက်ကြီး breakout ဖြစ်မယ်မထင်ဘူးပေါ့နော်နောက်ပြီးတော့ဒီ avocado လည်းကြိုက်တယ်ဆိုတော့ကိုကavocado mask ကိုဝယ်ထားပါတယ်လုံးဝ technique skin care ကိုအကြီးကျယ်လုပ်မှာပေါ့နော်ပြီးတော့ဒီကောင်ကဒါတော့ travel size လေးပေါ့နော်ဒါလေးက travel size ဒါလေးက small size လေးပေါ့နော်ဒီကောင်ကဒါလဲဆိုတော့ဒီသူက setting spray တော့မဟုတ်ဘူးသူက face spray ပဲဒီတိုင်းပဲအဲ့လိုနည်းနည်းမျက်နှာကအသားကြီးက6တယ်လို့ထင်လို့ရှိရင်လို့လေရွှေဆိုဖြန်းအဲ့လိုဖြန်းရတာကြိုက်တယ်ကွာ facial spray ကို setting spray တွေထက်ဒီလိုမျိုး facial spray ပိုကြိုက်တယ်ပေါ့နော်ဘာလို့ဆိုတော့အသားကဒီမှာဆိုရှင်ဟိုနွေရာဒီမှာလဲ6တယ်စောင်းထဲမှာဆိုလဲဟိုမျက်နှာရောက်ကွာတည်မှာဟိုလေကအရန်အေးပြီးတိုက်လိုက်တဲ့ခါကျရင်ရေခဲတုံးကြီးလို့တောင်းကြီးနဲ့တင်းနေရရုံမကြိုက်အဲ့တော့အဲ့ဒီလိုမျိုးနည်းနည်းထုတ်ပြီးဖြန်းလိုက်တဲ့ခါကျတော့ရှင်နည်းလေးမျက်နှာရော့ဝိုင်းလို့ခံစားရကွာဒီမှာအဲ့လိုမျိုးအားကြောင့်မလို့
ဒီ setting spirit ထက်ဆိုင်ဒါမျိုးပို့ကြိုက်တယ်အဲ့ဟာကဝယ်တာကဒီကောင်လေးရရဲ့ဒါကကြတော့ present ပေးရပါတော့ present ပေးရဲ့အထင်မှာဒီကောင်က gel cream ရဲ့ပြီးတော့ eye cream ဒီ eye cream လေးရလည်းဝယ်ထားသေးတယ်အဲ့တော့ eye cream ရဲ့ပြီးတော့လက်ဆောင်၄ခုပေးရပါတော့ဒါ Dice for solution ဒါလည်းအလိုမျိုးပဲသူ acne clearing solution ဒီကောင်ကပြီးတော့ဒီကောင် avocado နဲ့လောက်ထားတဲ့ဒီက eye treatment eye max လို့ဟာမျိုးလေးပေါ့နော် max တော့မဟုတ်ဘူး eye cream ပေါ့ eye cream လို့ဟာမျိုးပြီးတော့ဒီကောင်က gel cream ဒါလေးရ small size လေးပေါ့နော်လုံးဝ travel size ပြီးတော့နောက်တစ်ခုအဲ့ရမေစီယာဝယ်ရပေါ့နော်အဲ့မေစီယာဝယ်တာကသူတို့သတ်မှတ်ထားတဲ့ဈေးပြေသွားတဲ့အခါကျတော့ဒီလိုမျိုးထုတ်ပတ်လေးရပါတယ်ဒီထုတ်ပတ်လေးကချစ်စရာလေးပေါ့နော်မေစီယာနေပြီးတော့လူတိုင်းအောင်မပေးဘူးသူတို့အဲ့ချိန်မှာ promotion ချတဲ့ကာလထဲမှာအဲ့လိုမျိုးဘယ်လိုပြောမလဲ200ဆို200 100ဆို100သူတို့တတ်မှတ်ထားတဲ့ဟာမျိုးပေါ့နော် amount ပြေသွားတဲ့အခါကျတော့သူက limited edition ပုံစံမျိုးနဲ့ပေးရကွာလူတိုင်းလည်းမရလိုက်ဘူးအဲ့ဒါကဒါပေမဲ့ကိုကတော့ရလိုက်တယ်ပေါ့နော်ဟာဒါလေးတော်တော်လေးချစ်ဖို့ကောင်းတယ်ဘာလို့လဲမသိဘူးအဲ့လိုချုပ်ပတ်လေးအဲ့လိုသဘောကျနေဒီရက်ပိုင်းမှာအဲ့လိုတိတ်လေးနဲ့ဒါလေးကအထက်မှာဟိုကဒီထုတ်ပတ်တယ်မဟုတ်ဘူးသူချုပ်ပတ်ထဲမှာလက်ဆောင်ပါတယ်ပြောမိပါလို့ဒီမှာတာအများကြီးပေါ့နော်အဲ့ဒါလည်းပြသွားပေးပါမယ်ဒါတော့ခဏလေးပေါ့နော်အဲ့ဒါမတိုင်ခင်မှာဒီမှာဒါကကျတော့ Sephora ဆေးချလို့ဝယ်လိုက်တာဒါကတော့ Macy မဟုတ်ဘူးဒီမှာဒါကဒီ brand လေးလည်းမဆိုဘူးဒီ brand က shampoo တစ်ခေါက်သုံးမှုတယ်ဒါကကျတော့အခုဟာကshampoo ပဲဒါမဲ့တော့ဥယျာဉ်ပြားကိုနှက်ထားပေးရပေါ့နော်လို့ shampoo အရေးမဟုတ်ဘူး shampoo အနှစ်ပေါ့ shampoo paste ပုံစံ paste type ပေါ့နော်အဲ့လိုပုံစံမျိုးတော့ဟိုဘယ်လိုပြောရမလဲကွာမသိဘူးအဲ့လို shampoo ကိုအရေးမဟုတ်ဘူးကွာ shampoo အရေးမဟုတ်ပဲနဲ့အဲ့လိုအနှစ်ကလေးပေါ့နော်အနှစ်ကိုတော့ဒီ scalp ပေါ်မှာတင်ထားပြီးတော့အဲ့လိုနည်းနည်းနှက်ထားပြီးတော့မှအဲ့လို short ချရတဲ့ဟာမျိုးအဲ့ဟာကို 1 2 and 3 and 4ဟာဒီကောင်ကတော်လေးနာမည်ကြီးရပေါ့နော်review လည်းကောင်းတယ်နောက်ပြီးတော့ကိုကကြတော့အဲ့လိုသပင်ကအဲ့လောက်ကြီးထူတဲ့ထဲမှာမပါဘူးအဲ့တော့ဒီနှစ်ထဲမှာလည်းသပင်ကိုနည်းနည်းအဲ့လိုအယောင်ဆိုးရရက်ပြီးရောပေါ့နော်အဲ့လိုသပင်နည်းနည်းပို့ပြီး queue site မှာပို့တမယ်လို့ပေါ့နော်စဉ်းစားထားတာပေါ့နော်အဲ့တော့ဒီဟာကအဲ့လိုမျိုးဥယျာဉ်ပြအဓိကကွာသပင်မကောင်းဆိုတော့သပင်အဲ့လောက်ကြီးထိဘလောက်တုံမတိုးတက်လာဘူးဆိုတာကဥယျာဉ်ပြနဲ့ဆိုင်တယ်သပင်နဲ့မဆိုင်တော့ဘူးအဲ့တော့ဥယျာဉ်ပြကိုအရင်ဆုံးကုမှရမှာပေါ့နော်အဲ့ကြောင့်တစ်ခါကျရှချော့ရကွာခေါင်းလျှော့ရပြောင်းတော့ခေါင်းလျှော့ရပြောင်းတော့ဒါပေမဲ့ခေါင်းလျှော့ရည်နဲ့မဆိုင်မနဲ့အဓိကဥယျာဉ်ပြနဲ့ဥယျာဉ်ပြကိုအဓိကကွာ treatment ကောင်းကောင်းပေးနိုင်ရမယ်အဲ့တော့မှဒါပို့ပြီးတော့ဖြစ်မှာပေါ့နော်နောက်ပြီးတော့တခြားအဲ့လိုဟိုကွာသပင်နဲ့အရင်စိုးနေပေါ့နော်ဒါကြတော့အဲ့ Sephora ကဝယ်တော့ဒါဟိုပေးလိုက်တာဟုတ်တယ်လို့ဟိုပေါ့လက်ဆောင်ပေးလိုက်တာပေါ့နော်ဒီလိုမျိုးစမ်းတုံးကြည့်လို့ရတဲ့ဟာလေးတွေပြီးတော့ဒါလည်းပါရတယ်တူရယ်ဒါခုနလက်ဆောင်ထဲမှာဒီလက်ဆောင်ထဲမှာပါရဟာလားမသိဘူးမမမေတော့အဲ့ဒါရယ်ဒါ Sephora ပေးရဒါလေးရပါလဲဆိုတော့ဒါ cleanser လေးဒီမဲ့ဒီ brand တော့တခါမှမသုံးဘူးသိလည်းမသိဘူးမသုံးကြည့်မှာပေါ့နော်ပြီးတော့ဒါကခုနမေစီရောမှာထားဒီ brand လေးကိုပဲသူက barrier cream အဲ့တော့ဒီ cream ကကြတော့နည်းနည်းကိုကအဲ့လိုအမဲဆက်လေးဒီမှာဆိုရှင်အမဲဆက်လေးရှိရယ်ပြီးတော့ဝက်ချန်ပေါက်တော့ကြံခဲ့တဲ့ဟာပေါ့နော်အဲ့လိုအမဲဆက်အနီဆက်ကလေးရှိရယ်ကိုအသားရအရန်ပါတဲ့အခါကျတော့ဒီလို barrier cream သုံးကြည့်မယ်လို့စဉ်းစားဒါလည်း first time သုံးကြည့်မှာပဲဒါပေမဲ့သုံးကြည့်ပြီးလို့ရှင်နည်းနည်းကောင်းတယ်မကောင်းတယ်ပြန်ပြောပေးမယ်ပေါ့နော်အချိန်ရခဲ့လို့ရှင်နောက်ဗီဒီယိုရိုက်ဖြစ်ခဲ့ရင်ပေါ့လေဒီရနဲ့ပတ်သက်ပြီးတော့
ဒါကကြောင့်ဒီကောင်အရန်ကောင်ဒီကောင်ကကွာ peeling ပါတယ် acid တောင်းကွာကို့အသားရတော်ပါရမှာပါတယ်ဒါပေမဲ့တော်ပါရဆိုပေမဲ့ဒီကောင်ကိုသုံးလိုက်တဲ့အချိန်မှာ oh my god it's really good and then ဒီကောင်ကိုဘယ်လိုသုံးလဲဆို moisturizer နဲ့သုံးတယ် moisturizer နဲ့သုံးမှလည်းရမှာဘာလို့ဆိုတော့သူကအဲ့လိုနှစ်ခုပါတယ်ပေါ့နော် sheet နှစ်ခုပါတယ်ဒီမှာဆိုလို့ရှိရင်ဖောက်ရတယ်မဖောက်တော့ဘူးအစ်ကြီးဆိုတော့ရှိနှစ်ခုပါတယ်ပထမတစ်ခုကကြတော့အဲ့လိုမျိုးနည်းနည်းဆက်ဖြင်းဖြစ်တယ်ကွာသူကဟို acid နည်းနည်းပုံများပြီးတော့အဲ့လိုမျိုးမျက်နှာပေါ်တင်လိုက်လို့အခါကျလို့ရှိရင်တကယ်လို့ပေါက်အဲ့လိုဝက်ချက်တွေပဲပေါက်တော့မယ်အနေထားရှိရင်ကွာအဲ့ဒါမပေါက်ခင်မှာကြိုပြီးတော့လောင်လုပ်ထားလို့ရတယ်သူကအဲ့ဒါတင်လိုက်လို့ရှိရင်နည်းနည်းလေးဆက်ဖြင်းဖြစ်ပြီးတော့ဒုတိယတစ်ခုကကြတော့သူကအဲ့မှာနည်းနည်းဟိုထိုးနာလိုဟာမျိုးနည်းနည်းပျော့သွားပြီ acid ကအဲ့လိုအဲ့ဟာလေးတင်လိုက်တဲ့ခါကျတော့နည်းနည်းဆွဆွအီလေးဖြစ်သွားပြီးတော့မှအဲ့အကောင်ကိုခြောက်သွားပြီဆိုတော့မှကိုကြိုက်တဲ့ moisturizer ပေါ့နော်ကိုကကြတော့ဒီဟာနဲ့တွဲတုံးတယ်ဒီဟာ moisturizer နဲ့တွဲတုံးတယ်အရန်ကောင်းတယ်အရန်မျက်နှာကွာနည်းနည်းဘယ်လိုမလဲကိုကတေချာမလို့ဖြစ်လို့ကွာတေချာတာလို့ဖြစ်လို့ရှင်မျက်နှာဒီထပ်ပို့ပြီးတော့ကြည်ရဲကွာပို့ပြီးတော့တည်ရမလား skin barrier ပိုကောင်းလာမယ်ပေါ့နော်အဲ့ဒါကြောင့်ဒီကောင်လိုဝယ်ထားရဲဒါက Sephora ဝယ်လိုက်တာအဲ့လည်းဆေးချထားတော့မှာပေါ့နော်ဒါလေးကကြတော့ဒီကောင်နဲ့တွဲဝယ်လိုက်တယ်ပေါ့နော်ဒါကအဲမှာတော့ cream blue လေးလည်းပါတယ်ဒီကောင်လေးပါတယ်အဲ့တော့အဲ့ဒါရဲတွဲဝယ်လိုက်ပြီးတော့ဒါတော့ဒီလိုမျိုးလေးပါနော်ဒီကောင်လေးနဲ့တွဲသုံးအောင်ဒီကောင်နဲ့တွဲသုံးအောင်မှာအဲ့တော့တဒါပြတာက clinic ကသူ clinic တွေဝယ်တဲ့ခါကျတော့ရှင်သူကအဲ့ clinic ကပဲတက်အဲ့လိုဝယ်တာတော့ clinic official site ကဝယ်ရလည်းမဟုတ်ဘူး Sephora ဝယ်ရမဟုတ် Macy's ဝယ်ရဒါပေမဲ့ Macy's ဝယ်ပေးမယ်အဲ့လိုသူကclinic ဘလောက်ဖိုးဝင်ရင်ဘလောက်ဖိုးလက်ဆောင်ဆိုတာမျိုးတက်ကွာ Macy's ကပေးရလက်ဆောင်မဟုတ်ဘဲနဲ့ clinic ကပေးတက်လက်ဆောင်ထပ်ရတာပေါ့နော်အထက်မှာဒီမှာmoisturizer ပါတယ်ပြီးတော့ဒါကပါလဲအဲ့လိုမျိုး remover makeup remover ပြီးတော့ scrub ဘာညာတရကဘောကမျက်လုံးဆွဲတာဒီဟိုရအဲ့ဒါပါပါတယ်အဲ့တော့အဲ့ဒါကမဟုတ်သေးပါ Oh my god I got a lot of presents I got a lot of gifts andဒါလည်းအဲ့လိုပဲ clinic ကတော့နှစ်ခုပေးရတော့မိနေချင်းနှစ်ခုပေးရဒီကောင်ကအဲ့ clinic ကနေပြီးတော့မှဘာလဲဒါက eye cream ဒါလည်း eye cream ဒါ eye cream ခုနဆက်ရဲကြာရဲနှစ်ခု clinic ကဝယ်တာတိုးတက်မှတ်ထားအမပြေးသွားလို့ပေါ့နော်အဲ့ clinic ကတက်ပေးရမေစီကနေပေးရဟာခုနဒီအိတ်ထဲမှာဒါမေစီကနေပေးရဟာဒီမေစီကနေပေးရဟာဒီထဲမှာပေါ့နော်အဲ့ဟာဒါ Sephora ပေးတယ် Oh my god wow Sephora နေလည်းရရဲမေစီကနေလည်းရရဲ clinic ကလည်းရရဲ Olivia နေလည်းရရဲအဲ့ဟာတွေကဒီဆေးချတော့ဝယ်လို့ပေါ့နော်ဒီ trial set လေးတွေဒီသုံးကြည့်ဖို့ပေးရဆိုတော့ Oh my god so good ဒီဟာဆိုလည်းအများကြီးပဲဘယ်နှခုအောင်လဲမသိဘူး Oh my god ဒါကြတော့ Glow Recipe serum blackberry serum ဒါလေးလည်းကောင်းဒါလေးက eye cream ပစ္စည်းလေးချစ်စရာလေးဒါကြတော့ hair oil ဒီ brown နဲ့နာမည်ကြီးတယ်တခါမှမသုံးဘူးပါဒါလည်း Glow Recipe ဒါလည်း Glow Recipe wow ဒါ max ပေါ့နော်ဒါ Amica က max and wow Tatcha က dewy cream ဒီကောင်ကဘာလဲ benefit ကဒါ mascara ဖြစ်မယ်တဲ့ဒါ benefit က mascara ဒါကရေမွေးအများကြီးပဲဒါက luminizer lip luminizer ပြန် fancy lip luminizer ပြီးတော့ဒါကsetting spray urban decay setting spray ဒါလည်းနာမည်ကြီးရပဲတစ်ခါမှမသုံးဘူးကိုက setting spray မကြိုက်တဲ့လူဆိုတိတ်မသုံးဖြစ်ဘူးနော် facial spray ပဲကြိုက်တယ်ဆိုဒါက body lotion shower oil နဲ့ shower oil ခါမှမသုံးဘူး
အဲ့လိုမျိုးတို့ကပေးရခါကျတော့ကိုကကြိုက်တော့ထပ်ဝဲပတ်စံကုန်ဒါပဲတို့ရဲ့ marketing က oh my god ဒါကပါလည်းမသိဘူးတရေမွေးနေတူတယ်ချစ်စရာလေးဟုတ်တယ်ရေမွေးပြလိုက်မယ်အထက်ဝင်မရအောင်အဲ့လိုမျိုးဆိုဝါးရှနယ်ကကောင်းလေးတုံးကြည့်ပေါ့နော်ဒါလေးကကျတော့ YSL ကဟိုဟာleft shine candy glow lip balm လေးပါပစ္စည်းလေးချစ်စရာလေးဖွင့်ကြည့် Oh my god ကြည့်ပါဦးချစ်စရာလေးတော့ဝါး God wow so cute ဒါလေးရယ် YSL ကပေါ့နော်ပြီးတော့ဝါးဒီမွေးလေးလည်းနာမည်ကြီးရယ်ပြီးတော့ဒါကပါလဲဒါလည်း mascara ထင်တယ် Oh my god ကျန်သေးတယ်ဒါဒီ box ရဟာဒီအရာကြီးအကုန်လုံးပြီးသွားပြီပေါ့နော်ပြီးသွားပြီဒါပေမဲ့ဘာကျန်သေးလဲဆိုမေစီယာဟာဖောက်ပြမယ်မေစီယာဒီမှာမေစီကဒီထဲမှာလဲသူကအခု20ကျော်လာမသိသူပြောထားတာတော့သူတို့တတ်မှတ်ထားတဲ့တမိုးပြည့်တယ်ဆိုလို့ရှိရင် customer ကိုသူကဒီလို mini ထုတ်ပတ်ရပြီးလို့ရှိရင်အဲမှာ present ပေါ့နော်အခု29ခုလားအဲ့လိုလက်ဆောင်ထည့်ပေးမယ်ပေါ့နော်အဲ့ဒါကိုလိုချင်လို့ထားပါမနော်အဲ့ဒါလည်းမဟုတ်ပါဘူးလိုတာတွေလည်းပါလို့ပေါ့နော် Oh my god အများကြီးပဲကြည့်အောင်ဘာပါလဲဆိုဒီမှာဒီ YSL spray ဒီကပါတယ် Oh ခုနကတော့ရပွားကြီးနှစ်ခုတော့ပြင်နေ The Sephora တစ်ခုဒါကဟို Macy's တစ်ခုနှစ်ခုဒါကဘာလဲမသိဘူးဒါလည်း serum လို့ပုံစံမျိုးလားတော့ရေးထား booster တဲ့တီတုံးချင်မို့လေ Wow Prada ဒါရေးမွေးလေးဒီမွေးရယောက်ျားရေမွေးလားမဟုတ်ပါဒီမွေးလေးရောပြီးတော့ဒါက lip trial တဲ့Dolce Gabbana ဝါးဒီရေမွေးတယ်လေအများပဲယူဒါသူကကြောက်ရေမွေးရတော့များရောရေမွေးတွေပဲ skin care ထက်ရေမွေးတွေပဲ15ခုလောက်ပါမယ်ထင်တယ်နေတာမဟုတ်ကြည့်ဝါးစမ်းတုံးကြည့်ရတာပေါ့လေကိုနန်းကြိုက်တော့လဲဝယ်ပေါ့နော်ပတ်စံကုန်ပေါ့အဲ့ဒါဘောနဲ့တော့လဲ trial set တွေထုတ်ပြီးဒီကောင်လေးရောပဲ Oh my god wow Valentino ဒီမှာပဲ wow Ralph Lauren ဒါပါလဲ cancel ရဲ့ဒီနေ့လည်းမစိုးကြားလျောပဲ Oh my god နင်းနော်လား Tada next one ဒါကြောင့် link ခေါင်းက Serum Retinol ဒီကောင်လေးက Oh my god အများကြီးပဲWow Cartier perfume ပြီးတော့ဒီကောင်ကတော့ဘာလဲတော့မသိဘူးဒါလည်း moisturizer ပဲဒါက body moisturizer လားမသိဘူးWow Bare Minerals ကဒါက17ပေါင်လား Yeah 17ပေါင်မီနီလေးတော့ချစ်စရာလေးဟိုတိတိလေးရချစ်တာပဲဒါ Coach ကperfume ချစ်စရာလေးဒီမွေး plain ဒီ full size ကဒီလိုပုံစံမျိုးလေးဘူးတိလေးရဒီလိုလေးလားချစ်စရာလေးဒါလေးရောပဲ
ဒါကပါလဲ treatment max ဒါ pattern ကဒါ hair max ဖြစ်မှာတယ် yeah I think so yeah ဒါ hair max ဒီကောင်က clay cleanser ဒီကောင်က Kylie Jenner ရဲ့ lipstick Kylie Jenner ရဲ့ lipstick ဒီက Clarins ကဒီ serum လည်းကောင်းတယ်ပြောတယ်ဒါ eye serum ဆိုတာလေဒီလိုလေးလာ Oh my god အများကြီးပဲဒါပါပဲအခုဒီမှာမရှိတော့ဘူး Okay so ဒါရပါပဲအကုန်လုံးတော့unboxing လုပ်ပြီးပေါ့နော် unboxing ဆိုတာတဲ့ပေါ့ကိုတုံးနေရဲ့ brand ကို honest review ရဲ့ပြီးတော့အဲ့ဒီအကုန်လုံးနောက်ပြီးအဲ့ခုနကတုံးတဲ့ထဲမှာဆိုလို့ရှိရင်တချို့ဟာရကြတော့ကိုစမ်းသုံးကြည့်ချင်လို့ဝယ်တာမျိုးပဲပေါ့နော်ဒါပေမဲ့ review လည်းတော်တော်ကောင်းတယ်တကယ်လို့နောက်ပိုင်းနဲ့အချိန်ရတဲ့အခါကျလို့ရှိရင်အဲ့ဒါလေးလည်း review video ရိုက်ဖြစ်ချင်လည်းရိုက်ဖြစ်မယ်ပေါ့နော်ရိုက်ဖြစ်တဲ့ခါကျရင်တင်ပေးမယ်ဒါပေမဲ့အဲ့ထဲမှာဒီ moisturizer နဲ့ခုကြည့်နေလို့တဲမှာအသားရတော်တော်ပါတဲ့လူနောက်ပြီးတော့အရင် sensitive ဖြစ်တဲ့အဲ့လိုနည်းနည်းဝတ်ချင်နေပါထွက်လွယ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီ moisturizer ကိုတကယ် recommend ပေးရအဲ့အရန်ကောင်းပါတယ်ပြီးတော့အဲ့ဒါကိုခုနကဒီပါပေါ့နော်Dr. Danix ရဲ့ဒီ solution ဘယ်လိုပြောမလဲသူကacid ပါကွာအဲ့ acid ပါ solution ဒီဟာကိုမှဟိုဟာဒီ peeling solution ပေါ့နော်အဲ့ဒါကိုမှ extra strength ကိုတုံး extra strength ကဒါ level အမြင့်ဆုံးပဲကွာနောက်ဆုံးပဲဒါပေမဲ့အဲ့သူများရဲ့ solution ကွာအဲ့လိုအရင် sensitive ဖြစ်တဲ့ skin ဆိုလို့ရှိရင်ဒီလိုမျိုး acid ပါတဲ့ solution တွေကိုနည်းနည်းဟိုပြော့တာတုံးခိုင်းနေပေါ့နော်ဒါပေမဲ့ဒီကောင်ဒီ extra strength တုံးတာအတော်ပဲ extra strength နဲ့ဒီ sensitive အရန်ဖြစ်ပါရဲ့ဆိုရက်ဒီ skin အောင်မှာ extra strength နဲ့ကအတော်ပဲနောက်ပြီးတော့အဲ့လိုမျိုးကြီး break out အဲ့လိုမဖြစ်သွားဘဲနဲ့လူကလေအဲ့လိုသုံးလိုက်တိတာရွာသုံးလိုက်နောက်ပြီးကိုယ်ကတေချာမသုံးဖြစ်လို့လည်းပါတယ်အမှန်ဆိုရှင်ဒီရည်ဆိုရှင်သုံးတာပျောက်တင်နေကွာဒါပေမဲ့တေချာမသုံးတာရဲ့နောက်တစ်ခါအဲ့လိုဇွဲမရှိတာရဲ့နောက်ပြီးတော့ပြင်းတာရဲ့အဲ့ဒါမျိုးအကြောင်းပေါ့နော်ဒါနဲ့အဲ့ moisturizer နဲ့ကိုတကယ်တွဲသုံးပြီးအရန်ကောင်းပါရဲ့အဲ့ဒါကတော့တကယ်ကိုသုံးဘူးတဲ့ဟာမလို့ပေါ့နော်သုံးပွဲဟာကျန်တဲ့ဟာကြီးထဲမှာလည်းခုနကပြောတဲ့sunscreen sunscreen ဆိုလဲ oh my god so good အဲ့လည်းအရင်ကောင်းတယ်ပြီးတော့အဲ့သုံးခုပေါ့နော်နောက်ပြီးတော့ဒီကောင်လေးလည်းကောင်းပါတယ်ဒီ facial spray လည်းဒါပေမဲ့ကိုကတော့ဟိုဟာ La Roche-Posay ကဟာကိုပိုကြိုက်တယ်ဒါလည်းသုံးဖူးတယ်ဒါပေမဲ့ခုကကျတော့ဒါအမှန်တော့ mini size လေးကိုဝယ်လိုက်တာဘယ်လိုပြောမလဲဟိုသူတို့တတ်မှတ်ထားအမောက်ပြည့်အောင်လို့အမောက်ပြည့်လို့ရှိရင်လက်ဆောင်ရမှာပေါ့အဲအကြောင်းဝယ်လိုက်တာလည်းပါပါတယ်မတော့မလို့အဲ့ဒါဒါပေမဲ့ဝယ်လိုက်ဒါပေမဲ့ကောင်းတယ်ပေါ့နော်အဲ့ဒါကောင်းတယ်ဒါပါပဲအဓိကတော့ဒီ Christmas wish list မှာကိုဝယ်ထားဒီရဲကတော်တော်များဆိုရှင်ဒါကိုလိုချင်တဲ့ဟာပါကွာအဲ့တော့ကိုလိုချင်တဲ့ဟာရဲ့အကုန်လုံးတော့မဝယ်လိုက်ပြင်မဲ့နေ့စဉ်စီးဖို့ casual shoes လေးရယ် casual shoe ရယ်ပြီးတော့ running shoe ရယ်မှာထားတယ်အဲ့လည်းရောက်ပြီပေါ့နော်ဒါပေမဲ့အဲ့ဒါကြောတော့ပါပြီမပြတော့ပါဘူးအဲ့တော့အဲ့ဟာလေးတွေရယ်ပြီးတော့ကိုလိုချင်တဲ့ဟာလေးတချို့ဟာလေးပေါ့နော်အဲ့လို Christmas wish list လောက်ထားရဲမှာတော်တော်များတော့ဝယ်ဖြစ်တယ်ပေါ့နော်ချို့ဟာရတော့မဝယ်ဖြစ်သေးပါဘူးစီကြည့်လို့ပါအကုန်လုံးလည်းမဝယ်နိုင်ပါဘူးအဲ့တော့အခုကတော့ဒီလောက်ပါပဲဒီနေ့တော့ဒီလောက်ပါပဲအဲ့တော့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်နော်တတား